မြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့ဒီလိုစင်ကာပူမှာဒါမျိုးဘတ်ကြီးတွေကိုမောင်းမယ်ဆိုရင်ဘာတွေလိုအပ်လဲမြန်မာနိုင်ငံကနေဘယ်လိုချိတ်ပြီးတော့လာလဲဆိုတာကိုကျွန်တော်နဲ့အရင်တော့ကအတူတူတွဲလုပ်ခဲ့တဲ့အကိုတယောက်ပေါ့နော်အကိုလင်းပေါ့ကိုလင်းကိုကျွန်တော်အင်တာဗျူးအနေနဲ့ knowledge sharing ဖြစ်သွားအောင်နည်းနည်းလေးအင်တာဗျူးလုပ်မှာဖြစ်ပါတယ်ကိုလင်းမင်္ဂလာပါကိုလင်းစင်ကာပူကိုဘယ်လိုလုပ်နေ join ပြီးလာလိုက်တာစင်ကာပူတော့ပထမဦးဆုံးမှာအဲဆိုနေပါကွာငါတို့ကျောင်းတော်ကြီးဒုက္ခဆူဆန်ရဲ့ကျောင်းတော်ကြီးဒုက္ခဆူဆန်နဲ့ကိုလင်း join လိုက်တာပေါ့နော်2019မှာဒိုင်ဆိုလဲလာပြီးတော့ join ရတယ်ကွာအဲ့မှာ2နှစ်ဒိုင်ဆိုကတော့တည့်ရတိုင်းဂျပန်ရော always $2ခုတော့$2မဟုတ်တော့ပါဘူးခုတော့ price တွေကုန်တက်နေဆိုကိုလင်းအဲ့ဒိုင်ဆိုနဲ့ဘယ်လို join မိတာဒိုင်ဆိုနဲ့ကဗမာပြည် agent နဲ့ join တာဗမာပြည် agent ဒုက္ခဆူဆန်နဲ့အမှရန်ကုန်ကပေါ့အဲ့နဲ့ join ပြီးတော့ဒီမှာ agent က4900ပေးရတယ်အဲ့မှာဒိုင်ဆိုမှာကားမောင်းနဲ့လာပြီးတော့ join လိုက်တယ်2နှစ်အဲ့ဒါအစားဆုံးကကလတ်3နဲ့ဟောပြတယ်ငါတို့မှာဗမာပြည်ကအစလာတော့ဘာမှမရှိဘူးဗမာပြည် license ပဲရှိတယ်ဟိုပါပေါ့ license အနက်ပေါ့ license အနက်နဲ့လာပြီးတော့စပြီးတော့ join တယ်ဒီအောင်ကအကုန်စဆုံးဟို step by step ကလတ်3စပိုင်းငါတို့ဟိုပေါ့ command ဗမာပြည် license လေးပါလာဆိုတော့ command လောက်လိုက်တယ်ကလတ်3ဟို 3C ရတယ်ပေါ့ကွာတို့ဗမာပြည် license အမဲနဲ့ 3C ကနေဟို 3C ရတော့ 3C ရတော့စာတွေ့ပေါ့ကွာcomputer test နဲ့စာတွေ့ပြီးတော့မှclass 3ပြီးတော့မှ class 4ဒါပေမဲ့ change တစ်ခုရှိရတော့ငါတို့လက်ထက်မှာကျတော့ class 3ဖြေကြမလို့တော့ 3C ဟို computer test နဲ့တင်ခုံကြော်ပြီးတော့ heavy vehicle သွားပြီးတော့ class 4တန်းဖြေခွင့်ရတယ်ကွာအဲ့ဒီခုတော့နည်းနည်းပတ်စံကုန်တက်တာတော့ကိုလင်း class 4ဖြေတာဘယ်နှခါဖြေလိုက်အောင် class 4ကတော့2ခါဖြေရတယ်တခါတော့သူ blind spot တွေနဲ့ blind spot မရှိတာအမှတ် short ချပြီးတော့ပထမတစ်ခေါက်အကျလောက်လိုက်တယ်ဒုတိယတစ်ခေါက်ကျတော့ sure အောင်လိုက်ဘာလို့လဲဆိုတော့ဟိုအသေးမွားလေးနဲ့အမှတ် short ပြီးတော့သူတို့ကနောက်တစ်ချိန်ထပ်ဖြည့်ရတဲ့ပတ်စံလဲ300ကျော်လောက်ပို့ကုန်တယ်ကိုလင်း class 4ဖြေတာအချိန်ဘယ်လောက်ကြာပါလဲ class 4ဖြေတာမကြာဘူးကွာ class 4က2လလောက်ပဲကြာတယ် class 3C တော့က4လလောက်ကြာတယ် computer test ကသူကအစဆိုတော့အရင်တော့ကိုလင်းဒီ bus လုပ်ကိုမလုပ်ခင်တော့ကိုလင်းဗမာမောင်းတာဂျားထဲမှာကုမ္ပဏီကတော့3ခုလောက်ရှိတယ်အဲ့မှာဒိုင်ဆိုက2နှစ်ငါတို့2နှစ်တစ်ခါလောက်ပြောင်းရတယ်ကိန်းချင်းနေတာသိရမလားဒိုင်ဆိုမှာ2နှစ်ဒိုင်ဆို2နှစ်ပြီးတော့တစ်ခါ vegetable မှာ2နှစ်လောက်တယ်ကွာအဲ့ဒါ Afresh ဆိုတဲ့ကုမ္ပဏီအဲ့မှာ2နှစ်လောက်ပြီးတော့တစ်ခါကိုဗစ်ကဖြစ်တော့အဲ့မှာလူသမားတွေကများနေတော့အလုပ်ကစီးပွားရေးအဆင်မပြေဘူးစီးပွားရေးအဆင်မပြေတော့လူလျှော့လို့ဆိုပြီးတော့ကိုက renew တိုးတဲ့ထဲမှာမပါဘူးကိုကလည်းတိတ်မကြိုက်တာလည်းပါတော့ကွာညာအဲ့တော့ကတော့လက်ရှိမောင်းရတယ်ကွာလက်ရှိမလို့ချင်တာလည်းပါတော့ renew မတိုးတော့ဘူးဆိုပြီးတော့ပြီးသွားတယ်အဲ့နှစ်ကလည်းတခါနောက်ထပ် gas company ရောက်သွားသေးတယ် gas company မှာအဲ့ cylinder LPG gas တွေအဲ့မှာတော့မခံနိုင်ဘူးမ6လပဲလုံးလိုက်တယ်ဘာလို့ဆိုပတ်စံ cash call လာတွေပါလေကြာတော့သူကနည်းနည်းတိုင်ပတ်တယ်အကျွေးကျန်တာတွေပါတွေကမသိလို့ချင်း customer မပေးဘူးဆိုရင်ကိုကအိတ်ဆိုင်အဲ့ကြတော့လာတာမှာ2ပဲ6ပဲရတာကိုကအိတ်ဆိုင်ဆိုလို့ချင်းအရင်ကဖေးမေးရလဲရိုက်တော့ပါလေအဲ့ဒါနဲ့တစ်ခါပြန်ပြီးတော့အဲ့အတိရကုမ္ပဏီကပြန်ခေါ်လို့မို့ဆိုအတိရကုမ္ပဏီမှာပြန်သွားတယ်အဲ့ကြတော့သူ money မောတော့တာလက်ရှိမမောတော့အဲ့ကိုလည်း money ဆိုင်လိုများလည်းတည်ပြီဆိုတော့ money မောဆိုတော့ money မှာလူမရှိဘူးဆိုတာနဲ့ပဲကိုအဲ့မှာနှစ်တစ်ခါပြန် join လိုက်ပြန်အောင်အဲ့နှစ်တစ်ခါ join ပြီးတော့နောက်တဲ့ဟိုတက်တန်းတိုးမယ်လို့တော့aspect ကနေပြီးတော့ WB ပဲပေးတော့မယ် aspect မရတော့ဘူးမင်းတက်ကဟိုလာတာ salary လည်းမတားမြင့်တော့ hiring ကို salary က high ဖြစ်တော့ကျတော့မငားတော့အဲ့လည်းကိုလည်း bus အတွေ့အကြုံရအောင်ဆိုပြီးတော့ဒီ bus company join လိုက်တာပဲ